ကျွန်တော်တို့တိုင်းပြည်နော်ကျွန်တော်တို့တက်မတော်နဲ့တက်မတော်သားမိသားစုတွေနော်အမျိုးစုံတိုက်ခိုက်ခံရတဲ့ဒီနာဆာကအစိုးရရဲ့အောက်မှာတက်မတော်ကာကွယ်ရေးအောက်မှာတိုင်းပြည်ကိုကာကွယ်မဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရှိတယ်နော်ဒီလူတွေကိုအမျိုးစုံနော်အဖက်ဖက်ကဗတ်ပေါင်းစုံကနေတိုက်ခိုက်ခံရတဲ့အချိန်မှာနော်တက်မတော်သားတွေကိုစစ်ခွေးလို့ပြောခံရတယ်နော်တက်မတော်သားမိသားစုတွေကိုနော်ဘိုက်ကောက်တွေလုပ်ပြီးတော့နော်အမျိုးမျိုးဒီ2020အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကဆိုရင်မြန်မာနိုင်ငံအတွင်းလက်တလောဖြစ်ပေါ်နေတဲ့နေ့စဉ်သတင်းထူးသတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ channel ကိုစောင့်မျှော်အားပေးဖို့တိုက်တွန်းအပ်ပါတယ်ပါတီဝင်များ2ဦးကနေ3ဦးအထိနေ့စဉ်အကြမ်းဖက်တပ်ပြက်ခံနေရကြောင်းသိရှိရပါတယ်တဲ့နော်ဒါကတော့သူတို့မူခင်းဟစ်တိုင်မှာတင်ထားတာပေါ့နော်ညောင်မြို့နယ်ကျောင်းတိုင်းဆရာတော်တပါး PDF အဖွဲ့မှာဖမ်းဆီးတဲ့မူခင်းဧပြီ20မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ငတရောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဘုံကြီးကျောင်းမှာကျောင်းတိုင်းဆရာတော်အားယနေ့နေ့9နာရီခွဲချိန်ကအကြမ်းဖက် PDF အဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်တဲ့နော်ဒါကတော့ထားတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲလို့ရတယ်မလှုပ်စားနဲ့17ဖေဖော်ဝါရီလ1ရက်နေ့အခင်းကျင်းကနေဒုက္ခပေးနေတဲ့အချိန်မှာနော်စစ်ခွေးလို့ခေါ်တယ်ဟုတ်တယ်ခေါ်ရတယ်ဘာမှမဖြစ်ဘူးနော်အဲ့တော့တက်မတော်သားတယောက်ဖြစ်ဖို့မလွယ်တော့တဲ့အချိန်မှာပေါ်တာဆွဲတာဆွဲပါနော်ဆွဲကျွန်တော်ပြောပြီးသားဆွဲလို့ရတယ်နော်ဆွဲလို့ရတယ်ဒါပေမဲ့ပတ်စံယူပြီးတော့မှဒီလိုမျိုးလှုပ်ရှားနေတာဒီကျွန်တော်တို့တက်မတော်နော်တက်မတော်ကာကွယ်ဦးစီးချုပ်ပါဝင်တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုကာကွယ်နေတဲ့တက်မတော်သားတွေစစ်မှန်တဲ့တက်မတော်သားတွေအရန်ဒုက္ခရောက်တယ်ရှေ့တန်းမှာအသက်ပေးပြီးတိုက်နေတဲ့တက်မတော်သားတွေအရန်ဒုက္ခရောက်ပါတယ်ဘာလို့လဲဆိုတော့နော်အဲ့ရမသဘဘုံမူးတို့နော်ခင်ဗျားတို့အခုဒါပြည်သူကသတင်းပေးလာတာနော်ဒီနေ့နေ့ခင်းမှာတိုင်တန်းလာတာနော်ပြီးရင်အဲ့မှာပြဿနာတစ်ခုတက်နေတယ်နော်ကောင်လေးတယောက်ကိုအခုအဲ့ကောင်လေးကမက်တီတာယူမှုမြင်းကြံမက်တီတာယူမှုရှိမှရှိတယ်နော်အဲ့မှာအဲ့ရပကံကြောင်က G1 ကြီးလည်းသိလိုက်မယ်နော် G1 ဆိုတာကတော့ဒါတက်မတော်အနေနဲ့ယူသေးသမှုနဲ့ခေါ်တာ G1 လို့ပါလို့ဆိုတော့ကျွန်တော်တက်ငယ်တယ်နော်အနည်းဆုံးပုံမှန်ဖြစ်လာတဲ့ G1 ဆိုရင်4-5နှစ်တော့ငယ်တယ်ကျွန်တော်တက်နော်ကလေးကနော်အကြောင်းဆရာမကြီးရဲ့တယောက်ရဲ့သားကိုလားမသိဘူးပေါ့နော်ပတ်စံ320ဆိုလားမသိဘူးတောင်းပြီးတော့မှအဲ့မှာပြဿနာတက်နေတယ်အဲ့မှာပကံညောင်ဦးမှာဖြစ်နေတဲ့ပြဿနာနော်ခင်ဗျားတို့တချို့သောထွေအုပ်တွေတချို့သောမာသဘာမူတွေတချို့သောလို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအမြဲတမ်းပြောကြတယ်နော်ဟိုတချို့သောနော်အဲ့ဒီတချို့သောလို့ကျွန်တော်ပြောတယ်မာသဘာမူတွေထွေအုပ်တွေနော်နိုင်ငံတော်နာဆာကဝန်ကြီးချုပ်တက်မတော်ကာကွယ်ဦးစီးချုပ်အဘဒုချုပ်ကြီးတို့ဦးဆောင်နေတဲ့အစိုးရတရက်ကိုနော်အောက်မှာလှုပ်ရှားပြီးတော့မှနော်တက်မတော်ကိုပုံမားရိုက်ပြီးတော့မှအထင်မြင်သေးအောင်လုပ်နေတဲ့မာသဘာမူတွေထွေအုပ်တွေရှိတယ်နော်အဲ့ဒါအခုကြည့်နေတဲ့တချို့သောပြန်ရှဲတွင်းလှုပ်လိုက်ညောင်ဦးက G1 သိတယ်နော်ကျွန်တော်ရှိရောက်လာပြီးအဲ့ကိစ္စတွေနော်ကျွန်တော်ဒီကိတိကမှာနော်ကိုယ့်အသက်ကိုမိသားစုကိုမနှမျောပဲနဲ့နော်တိုင်းပြည်ကိုပြုပြင်ကောင်းပြောင်းလဲစေခြင်းလို့ကောင်းစေခြင်းလို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတက်လို့ရတယ်နော်အဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဘူးဆိုတာညောင်ဦးမှာတာဝန်ထမ်းဆောင်နေတဲ့ G1 ကြီးသူသိတယ်မက်တီတာယူမွန်လည်းသိတယ်နော်တရားလဲဆွဲထားတယ်ခမားတို့ယူတဲ့ပတ်စံ320လဲပြန်မပေးဘူးဟိုကအိမ်ပေါင်ပေးလိုက်တာနော်အိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ဖိုင်နေနဲ့တကွထုတ်ပြမှာနော်ကျွန်တော်ကပေါက်လို့ပဲသား line ပေါ်မှာတက်ပြီးတော့မှပြောနေတာမဟုတ်ဘူးနော်တိုင်းချစ်ပြည်ကြီးစိတ်နဲ့ပြောနေတာနော်အဲ့လိုတချို့ဆိုရင်မြေယာကိစ္စတွေပြင်ဦးတွေမှာအများကြီးအနိုင်ကျင့်ခံထားရတာတွေနော်ဒီမှာဒီလိုစစ်တွေနဲ့ဇော်ဘုံရဒီလိုစစ်တွေနဲ့
နော်မှန်ကန်တယ်ဆိုရင်မှန်ကန်တဲ့ရှေ့ကနေမမရက်ဒီမှာဒါမှအဲ့လိုစတစ်တွေနဲ့နော်တိုင်းပြည်ကိုအားလုံးမှပြုပြင်ပြောင်းလဲရမယ်အခြေရောက်နေပြီဘောမနေဖို့အချိန်လည်းဘောလည်းမစရာမလိုမစရာဆောက်ကြောင်းလည်းမရှိဘူးအဲ့ဘောကနော်ကိုဘောကိုတော့မလို့မနိုင်ဘူးအကြောင်းအရာနော်အဲ့လိုကြတော့တိုင်းပြည်နိုင်ငံဒီလိုဖြစ်နေတဲ့အချိန်နော်အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခမားတို့ကတဘဝဆန်နေခမားတို့ကနိုင်ငံနဲ့လူမျိုးတကယ်မချစ်ကြဘူးကိုယ်နိုင်ငံသူနိုင်ငံသားအချင်းချင်းဖေးမရမယ်ကူညီရမယ်ရိုင်းမင်းရမယ်တယောက်နားမလဲမသိတဲ့အခက်အခဲကိုတယောက်ကဝန်ထမ်းဆိုရင်လည်းကူညီပေးရမယ်ဖြည့်ရှင်းပေးရမယ်မလုပ်ဘူးခမားတို့ငွေနောက်လိုက်တယ်နော်ငွေများတရားနိုင်လှုပ်ချင်တာတွေခမားတို့လုပ်တယ်မြေခွက်တွေအခုနော်လာမယ်အခုထက်လာမယ်ပြင်ဦးတွေထုံးဖို့ဆိုတာကဒီဇင်ဘာခြံနဲ့မျက်နှာချင်းဆိုင်မှာထုံးဖို့ရှိတယ်နော်အရင်တော့တိုင်းမှုဟောင်းရဲ့နာမည်တိုင်းမှုဟောင်းရဲ့မိမနာမည်တွေသုံးပြီးတော့မှမြေစင်းရုံးမှာနော်ကြရန်တွေနော်ထုတ်ပြီးတော့အစိုးရလည်းမသိဘဲနဲ့ပုဂ္ဂလိကအချင်းချင်းအရင်ရက်ကျေးဥက္ကရာအဟောင်းတွေနော်အဟောင်းတွေကအဲ့တိုင်းမှုဟောင်းရဲ့မိမရဲ့နာမည်တွေသုံးပြီးတော့မှနော်မြေစင်းရုံးမှာကြရန်တွေဖောက်လို့နော်အရင်တော့ဥခင်ညွန်းဦးတန်းရွှေမဝတာတို့နာဝတာကိုခက်တော့ချက်စုပင်ဆိုင်တဲ့ပြည်သူတွေမှာသနာပါတယ်နော်ပြည်သူတွေကိုခင်ဗျားတို့နော်လုတ်ပိုင်ခွင့်ရှိတဲ့လူတွေကလိုက်လုတ်တယ်နော်လုတ်တယ်ခင်ဗျားတို့မှာကိုချင်းစာနာတရားသိမရှိကြဘူးလားဟမ်ကျွန်တော်ပြောချင်တာဟမ်ကျွန်တော်တို့ကတိုင်းပြည်ကိုဖျက်ဆီးမဲ့လူနော်တရားရေးမှန်တိုင်းကိုရိမ့်ရိုင်သွားမဲ့လူနော်အဲ့လိုမျိုးလူတွေဆိုကျွန်တော်တို့ကဖော်ထုတ်မှာနော်ကျွန်တော်မြန်မာနိုင်ငံမှာစပီကာပဲဘယ်သူမှပေးထားတာမဟုတ်ကျွန်တော်ပေးထားတာကျွန်တော်မကြေနိုင်အစိုးရအဖွဲ့ဝင်ရနေပြီးတော့မှကျွန်တော်ဖမ်းခိုင်းနေမယ်နော်ခင်ဗျားတို့ကြံတဲ့ကောင်တွေတော့မဖမ်းခိုင်းနဲ့ခင်ဗျားတို့လူရမဝင်ဘူးနော်အဲ့တော့ပြည်သူချင်းလည်းမပူပါဘူးမကူညီဘူးလက်မတွဲပဲနဲ့ဟိုတိုင်းမှုနာမည်သုံးပြုဒီတိုင်းမှုနာမည်ပေးမြေစင်းရုံးကနေကနေထုတ်ပြီးဘလို့လို့ဖြစ်နိုင်ပါလဲအဲ့ဥစ္စာတွေကနော်အခုထုံးဖို့ဆိုတာကျွန်တော်ပြောတယ်ဒီစင်မှာခြံအရှိမှာနော်အရင်တိုင်းမှုပေါင်းတယောက်ရဲ့အမျိုးသမီးနာမည်ကိုအသုံးပြုပြီးတော့မှနော်မြေစင်းရုံးတို့ဘာတို့လုပ်နေတယ်ခင်ဗျားတို့တလောက်ကျွန်တော်ပြောလိုက်ခင်ဗျားတို့သိပြီခင်ဗျားတို့ရှောင်တော့ပြောပြီးသားပြည်သူကိုဒုက္ခမပေးကြနဲ့နော်ဘာမှမသိနားမလဲတဲ့နော်ပြည်သူကိုဒုက္ခမပေးနဲ့ကျွန်တော်တို့ကတရားကိုမျက်မျက်တတပြောမှာနော်ပြည်သူလူထုတွေလည်းကားတစ်စင်းနဲ့စီးသွားနော်စီးသွားတဲ့အချိန်မှာစီးကြည့်လိုက်ဆိုင်ကယ်စီးလို့အုတ်ထုပ်မဆောင်ဘူးဆိုရင်ဒီပြည်သူဒီတိုင်းပြည်မှာတိုင်းပြည်ကိုဖျက်မဲ့ပြည်သူပဲဒီပြည်သူကနော်ဆိုင်ကယ်စီးလို့အုတ်ထုပ်မဆောင်ရင် तू စီးကမ်းမလိုက်နာတော့ဘူးနော်ကားမောင်းလို့ကပတ်မပတ်ဘူးဆိုရင် तू စီးကမ်းကိုမလိုက်နာတော့ဘူးစီးကမ်းကိုချိုးဖောက်တော့မယ်အဲ့တော့ရင်သိမ်းကဖမ်းမယ်အပိရင်သိမ်းဖမ်းရင်သိမ်းအပြစ်ပြောမယ်ကိုယ်တိုင်ကစီးကမ်းမလိုက်နာဘူးနော်အဲ့တော့နားမလဲသေးတဲ့ပြည်သူတွေကိုကျွန်တော်တို့ကဒီလို line ပေါ်ကနေပြီးတော့မှ speaker တယောက်အနေနဲ့နော်ကိုညီရမယ်ပြောပြရမယ်ခင်ဗျားတို့ပြည်သူကလည်းအစိုးရရဲ့အောက်ကထုတ်ထားတဲ့ခင်ဗျားတို့ဆိုင်ကယ်စီးရင်တော့မှအုတ်ထုတ်မဆောင်တဲ့ကိစ္စတစ်ခုကိုခင်ဗျားတို့ကမလိုက်လာနိုင်ဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်ဘယ်လိုတည်ဆောက်မလဲနော်အဲ့တော့ခင်ဗျားတို့ပြည်သူကလည်းဟိုစီကံရှိနဲ့နော်အစိုးရထုတ်ပြန်လာတဲ့ဥပဒေတွေကိုလိုက်နာပါနော်အဲ့ဥပဒေတွေကိုလိုက်နာပါပြီးရင်ခင်ဗျားတို့မှာမတရားအနိုင်ကျင့်တာတွေကိုလည်းအချက်အလက်နဲ့နိုင်ငံတော်အကြီးအကဲကြီးနော်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးဦးမင်းအောင်လှိုင်နဲ့အဘတုချုပ်ကြီးဦးစိုးဝင်းပြည်ထောင်ဝီကြီးချုပ်ကြီးဦးထွန်းထွန်းတော်နော်အရင်တော့ဦးရပြီပေါ့နော်ဦးထွန်းထွန်းတော်အဲ့လိုမျိုးသက်ဆိုင်ရာလူကြီးတွေသိအောင်နော်အောက်အခြေမှာဖြစ်ပျက်နေတဲ့အရာတွေကိုတိုင်းပြည်ကိုကောင်းကျင်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့စပီကာတယောက်အနေနဲ့ခင်ဗျားတို့ပြည်သူဘက်ကနေပြောချင်တာတွေခင်ဗျားတို့မပြောရတာတွေခင်ဗျားတို့မတရားအလုပ်ခံနေရတာတွေကိုကျွန်တော်ပြောပေးမယ်ကျွန်တော်လည်းအသက်တွေရင်းလာတာပါနော်ဘာမှမဖြစ်ပါဘူးခင်ဗျားတို့အဲ့အတွက်လည်းခင်ဗျားတို့ကြပါအခုကျွန်တော်ကိုတိုက်ခိုက်လာတာကနော်တိုက်ခိုက်လာတာကဒါကတော့တကြောင်ပေါ့တိုက်ခိုက်လာတဲ့ဥစ္စာပြီးမှကျွန်တော်ပြောပြမယ်နောက်တစ်ခုကဟိုပါပေါ့ဒီကလေးတွေစာမိုးဝဲပြန်ဖြေဖို့အရေးပေါ့နော်ဒီကလေးတွေစာမိုးဝဲပြန်ဖြေဖို့အရေးအခုလာချိုးဘောပေါ့နော်ကလေးတွေစာမိုးဝဲပြန်ဖြေဖို့အရေးရကြတော့ကျွန်တော်တို့ပြောတာတနိုင်ငံလုံးအနေအထားက
သူဖြစ်တဲ့နေရာမှာပဲဖြစ်တာနော်သူတို့ပြောတဲ့လူဦးရေ6000ကျော်နော်အဲ့ဒီ6000ကျော်ကငလင်လှုပ်တဲ့နေရာဒေသတွေကိုပြန်ဖြေခိုင်းတာနော်ပြန်ဖြေခိုင်းတာပြန်ဖြေခိုင်းပြီးတော့ပြန်တက်နိုင်တဲ့လူကျွန်တော်သူများပြောတယ်ဗျဒီ grade 12ဆိုတာဘလူဘေးဝါဘေးညာတွေခင်ဗျားတို့က grade 12မကောက် grade 30ပဲဖြစ်ဖြစ် grade 40ပဲဖြစ်ဖြစ်အဲ့ဒါအရေးမကြီးဘူးနော်အဲ့ဒါအရေးမကြီးဘူးတကယ်လို့ငလင်ဘေးဒဏ်ကြောင့်အဲ့ဒီငလင်ဘေးဒဏ်တဲ့နဲ့ကျောင်းသူကျောင်းသားတွေတဲ့ငလင်ဘေးဒဏ်တဲ့ထဲမှာပါသွားတဲ့ကျောင်းသူကျောင်းသားတွေထဲမှာဟောနော်၅ဘာသာဂုဏ်ထူးရှင်တို့၆ဘာသာဂုဏ်ထူးရှင်တို့မပါနိုင်ဘူးလားနော်ခင်ဗျားတို့စဉ်းစားရမယ့်အချိန်ကြီးရှိသေးတယ်ဒါပေမဲ့ဘာပဲလုပ်ပေါ့ဗျာခင်ဗျားတို့လှုပ်သွားတဲ့အလုပ်တကူကပြည်သူနဲ့အောက်ခြေကကလေးတွေဗျာပြည်သူဆိုတဲ့မှာဒီ grade 12ပေါ့ကျွန်တော်တို့ခေတ်တုန်းကဆို10တန်းပေါ့နော်အဲ့ဒီလိုကလေးတွေထဲမှာ